ကိုရဆွနိုင်လို့ငငယ်တွေကအရင်ကြိုက်ခဲ့ရတဲ့ idol ပါဆွနိုင်အမလည်းအရင်ကြိုက်တယ်ပါโอเคကျေးဇူးများကြီးတင်ပါတယ်အခုလိုစုံတွေ့ပြီးစုံမရတဲ့အတွက်လည်းဝမ်းသာပါတယ်ညီမလေးခင်ဗျားဆိုနောက်တော့ဆက်ပြပါဦးခင်ဗျာကိုမမစိုးသူရဲ့မသိစိတ်မှာတယောက်တည်းဖြစ်ပြီးရဲ့ဒါပေမဲ့လေချစ်တဲ့ကိုမေးထားမယ်ရှိတဲ့ပြီးတော့ဖြစ်ချင်တဲ့ကိုကြိုးစားတယ်မမနေရဲ့ပြီးတဲ့ကငယ်သေးစိတ်စားဖို့ဒီတော့စဉ်းစားနေမပြီးတဲ့ရှိတဲ့ကိုစိတ်ဘူးနဲ့မင်းရောက်တဲ့တောင်းတော့ကြိုးစားခဲ့မင်းတော့လည်းချင်းတော့ပြောပါတယ်ဆုံးမစကားမင်းလိုချနားထောင်ရင်မင်းရဲ့ဘဝကောင်းကြိုးစားပြီးတော့ရှောက်လန်းပါချိန်တိုင်းဟာမင်းတော့တန်ဖို့ရှိနေမှာစက်ချောင်းနေမှာစက်ချောင်းနေမှာရှိရင်ပို့ပြီးခဲ့ပါလေငါသိမောအောင်တောင်းပြမလို့ပါလေအားကြောင့်ခံပြချတဲ့ရဲ့တယ်လီဖုန်းနဲ့ချိန်လို့မဆက်ပါနဲ့တကယ်ကိုရှုပ်တဲ့အားလုံးပြတ်တယ်ကွာဒီလိုမျိုးရွယ်လေးခံပါလားတကယ်သိလို့ရတဲ့ချာပါဒီလိုမှလည်းပါလေတော့ဆက်ချောင်းနေပါလေဆက်ချောင်းနေတယ်တော့တယ် yo စီလိုက်ကတွေ့ချင်ခဲ့ခုတော့ဖေးကနေခိန်းသားတိတ်ကိုခက်ခုတော့စိတ်ကိုပြက်အဲ့ဒီကစိတ်ကြိုခဲ့ဆက်ချောင်းနေကိုတရားကျုံးနေပြီရဲ့တဲ့ဒီမိကိုမရက်တဲ့နေတဲ့နေရဲ့ရက်ကိုမင်းသားတို့တန်းတဲ့ကထားလိုက်တော့အနွမ်းရတဲ့ချိန်တွေကလည်းနေရပေါ့ခြာတယ်လေးရဲ့ငယ်ပါသေးတယ်ဟေးလိုက်တော့ ကိုစနောကိုချမ်းတဲ့လုံးကိုနေcome on မရှိတဲ့ใจကိုတည်ဒီနေ့ဒီမှာရေးဆွေးကြည့်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 ပါခင်ဗျာကျွန်တော်နောက်တစ်ခေါက်ထပ်လာပါ